ဟုတ်ပြီဒါကတော့ခေါ်မောရဲ့ပစ္စည်းအကြောင်းကိုပြပြပေးမယ်နော်ခေါ်မောရဲ့ပစ္စည်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွေးချယ်ရတဲ့အချက်၃ချက်ရှိတယ်နော်ဗျူဟာ၃ဗျူဟာရှိတယ်နံပါတ်1ဗျူဟာမှာဆိုလို့ရှိရင်ခေါ်မောမှာရှိတဲ့ပစ္စည်းတွေကအမျိုးပေါင်းများရမယ်ပစ္စည်းအမျိုးပေါင်းများရတယ်ပစ္စည်းအုပ်စု6အုပ်စုရှိတယ်နော်နံပါတ်1ကျမ်းမာရေးဖြစ်စွက်အာဟာရနံပါတ်2အလှပဆိုင်ရာပစ္စည်းနံပါတ်3နေ့စဉ်သုံးတဲ့စားသောက်ကုန်နံပါတ်4ဆိုလို့ရှိရင်တော့အိမ်တွင်းသုံးပစ္စည်းနံပါတ်5မှာဆိုလို့ရှိရင်တော့စိုက်ပျိုးရေးစေးနဲ့နံပါတ်6စက်ပစ္စည်းကိရိယာဆိုပြီးတော့ပစ္စည်းပေါင်းเนาะအုပ်စုအမျိုးပေါင်း200နီးပါးရှိတာဖြစ်တယ်ဒါဆိုရင်ဒီလိုမျိုးပစ္စည်းတွေအမျိုးပေါင်းတွေများတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဝယ်သုံးစွဲမယ်ဈေးဝယ်ဖောက်မယ်ဆိုရင်ကိုယ်နဲ့တူတူเนาะဒီပစ္စည်းကိုသုံးစွဲတဲ့သူတွေเนาะဒီကိုယ့်ရဲ့ဖောက်တယ်တွေပေါ့ပစ္စည်းတွေလိုအပ်တဲ့အခါမှာဟုတ်လားကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ဒီပစ္စည်းတွေအားလုံးတွေကကိုယ့်တို့အဆင်ပြေတဲ့ပစ္စည်းတွေကိုဝယ်ယူသုံးစွဲပြီးတော့စီးပွားရေးလုပ်လို့ရမှာဖြစ်တယ်။သုံးလို့ကုန်သွားရင်လည်းခေါ်မောမှာအခြေမရွေးပြန်ပြီးတော့ဝယ်သုံးလို့ရတာဖြစ်တယ်။ဒါကြောင့်မလို့ဒီလိုမျိုးပစ္စည်းတွေအားလုံးကိုယ့်အတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကိုကိုမိသားစုအတွက်လိုအပ်နေတဲ့ပစ္စည်းခေါ်မောမှာတနေရာထဲမှာဝယ်သုံးစွဲရင်းနဲ့စီးပွားရေးလုပ်လို့ရမှာဖြစ်တယ်။နံပါတ်2အချက်ကပစ္စည်းတွေကအခြေခံလူဒန်းစားတွေကစဝယ်သုံးနိုင်တယ်ဈေးတော်ပြီးတော့အကြည့်လေးလည်းကောင်းတယ်ဟုတ်လားဒီပစ္စည်းတွေဝယ်သုံးလိုက်ယုံလေးနဲ့ပစ္စည်းလေးပြန်ရမယ်စီးပွားရေးပါလုပ်ခွင့်ရမယ်ဘာလို့လဲဆိုရင်ကိုတန်းတို့ရဲ့ခေါ်မောမှာရှိတဲ့ပစ္စည်းတွေကအကြည့်လေးကောင်းတယ်ထုတ်လုပ်ပေးထားတယ်ဈေးကွက်ထဲမှာရှိတဲ့ပစ္စည်းတွေထက်အကြည့်သွေးပို့ပြီးတော့ကောင်းမွန်ထုတ်လုပ်ပေးထားတယ်ဒီပစ္စည်းလေးတွေကိုဝယ်သုံးလိုက်တာနဲ့စီးပွားရေးလုပ်လို့ရတဲ့အမှတ်လေးတွေလည်းပြန်လည်ရရှိမှာဖြစ်တဲ့အတွက်ပစ္စည်းဝယ်သုံးရင်းနဲ့စီးပွားရေးတမားတယောက်တွေဖြစ်မှာနံပါတ်3အချက်မှာဆိုလို့ရှိရင်တော့ခေါ်မောမှာပစ္စည်းတွေကအကြည့်သွေးကောင်းမွန်တယ်သုံးလို့ကုန်သွားရင်လည်းအချိန်မရွေးပြန်ဝယ်လို့ရတယ်ဟုတ်လားဒါဆိုကျွန်တော်တို့ကစဉ်းစားကြည့်မယ်ကျွန်တော်တို့တွေပစ္စည်းတွေကိုနော်စားသုံးသူတယောက်နေရပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ3ချက်နဲ့လည်းကိုယ့်တို့အဆင်ပြေတာပဲဘာလို့လဲဆိုတော့ကိုတန်းတို့တွေအရင်တုန်းကလည်းကိုယ့်မိသားစုတွေလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်သုံးလာခဲ့ရတယ်လက်ရှိအချိန်တွေမှာလည်းဝယ်နေရတော့နောင်လဲဝယ်ရအောင်မယ်ဒါဆိုလို့ရှိရင်ဝယ်နေကြနေရာတွေမှာကိုပစ္စည်းတွေဝယ်သုံးတာဘာစီးပွားရေးမှာလုပ်လို့မရဘူးဘာကြောင့်လဲဆိုရင်ကိုကစားသုံးသူဖြစ်နေတဲ့အတွက်စီးပွားရေးလုပ်လို့မရဘူးပစ္စည်းဝယ်ပစ္စည်းပဲပြန်ရတယ်ဒါဆိုရင်အဲ့ဒီပစ္စည်းတွေကိုခေါ်မောမှာဝယ်သုံးလို့ရတယ်နေရာလေးတစ်စိတ်လေးပဲပြောင်းပြီးတော့ခေါ်မောကုမ္ပဏီမှာနော်ခေါ်မောတစ်စိတ်ပစ္စည်းလေးတွေကိုကိုယ့်ရဲ့ကိုယ်ပိုင် website ကနေပြီးတော့ဝယ်သုံးမယ်ဆိုရင်ဘယ်လိုမဆိုစီးပွားရေးလုပ်လို့ရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကိုယ့်တို့အရှုံးမရှိဘူးနော်ပတ်စံလည်းအပေါ်မကုန်ပဲနဲ့စီးပွားရေးလည်းလုပ်ချင်တယ်နော်အချိန်လည်းအများကြီးပေးစရာလည်းမလိုပဲနဲ့ကိုလက်ရှိကိုဘာပစ္စည်းတွေသုံးနေလဲအဲ့ဒီပစ္စည်းတွေကိုကိုယ့်ရဲ့ကုတ်နံပါတ်နဲ့ခေါ်မောမှာလိုချင်တဲ့ပစ္စည်းတွေကိုဝယ်ယူသုံးစွဲပြီးတော့စီးပွားရေးလုပ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေဘယ်သူမဆိုဘယ်နိုင်ငံကမဆိုရင်စီးပွားရေးလုပ်လို့ရတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကစီးပွားရေးလုပ်ချင်တယ်ပတ်စံလည်းအပူမကုန်ချင်ဘူးအချိန်လည်းအများကြီးမရှိဘူးเนาะဆိုလို့ရှိရင်တော့ခေါ်မောစီးပွားရေးမှာเนาะခေါ်မောမှာကိုယ်ပိုင်စီးပွားရေးဖြစ်လုပ်လို့ရပါတယ်ဘယ်သူပဲနေကိုယ်ဝယ်သုံးရင်ကိုယ့်ရဲ့စီးပွားရေးပဲဟုတ်လားပတ်စံလည်းအပူမကုန်လေတခြားနေရာမှာဝယ်သုံးနေတဲ့ပစ္စည်းတွေကိုခေါ်မောမှာပြောင်းပြီးတော့ဝယ်သုံးဆွဲလိုက်ရုံလေးပဲဝယ်လိုက်ရုံလေးနဲ့စီးပွားရေးလုပ်လို့ရမှာဖြစ်တယ်ဒါကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားကိုယ်ဝယ်သုံးရင်ကိုယ်စီးပွားရေးတမန်တယောက်ဖြစ်မှာနော်အဲဒါမှလို့ချို့ကစီးပွားရေးမလုပ်တတ်ဘူးဘယ်လိုလုပ်ရမှာလဲဝယ်သုံးခြင်းပညာကိုဘယ်သူပဲနေတတ်ပါလဲမွေးကနေတက်လာတာဟုတ်လားဒါကြောင့်မလို့ကိုယ့်စီမှာပတ်စံ1000ရှိရင်မလုပ်လဲလိုချင်တဲ့ပစ္စည်းကိုသွားဝယ်တယ်အဲ့ဒီလိုချင်တဲ့ပစ္စည်းတွေကဝယ်လာခဲ့တာတစ်သက်လုံးပဲဘယ်နေရာဘယ်ဆိုင်နေဘယ်သူတွေကကိုယ်ပါခွင့်လန်းနေပြန်ပြီးလို့လဲဒါဆိုရင်ကိုယ်တန်းတို့လုပ်တဲ့ခေါ်မောမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ပစ္စည်းကိုမိသားစုတို့အသုံးလိုအပ်တဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုခေါ်မောမှာကိုယ့်ရဲ့ကိုယ်ပိုင် website နဲ့နော်ကိုလိုချင်တဲ့ပစ္စည်းကိုဓာတ်ရိုက်ဝယ်သုံးပြီးတော့စီးပွားရေးလုပ်လို့ရတာဖြစ်တဲ့အတွက်ဘယ်သူမှဆိုဘယ်နိုင်ငံကမှဆိုအလွယ်တကူနဲ့စီးပွားရေးလုပ်လို့ရပါတယ်ဟုတ်လားဒါကြောင့်မလို့ဒီပစ္စည်းအုပ်စု6အုပ်စုထဲမှာဆိုရင်ဗာပစ္စည်းတွေရှိတာလဲဆိုလို့ရှိရင်တော့ဟုတ်လားကိုကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နော်ပစ္စည်းတွေကိုသုံးကျင်တာလားအလှပကိုကြိုက်လို့အလှပနဲ့ပတ်သက်ပြီးပစ္စည်းတွေကိုသုံးကျင်တာလားနေ့စဉ်သုံးပစ္စည်းတွေမရှိမဖြစ်နေ့စဉ်မိုးလင်းရရင်မိုးချုပ်သုံးနေတဲ့ပစ္စည်းတွေနော်စားတောက်ကုန်တွေဒါတွေဝယ်သုံးပါလားအိမ်တွင်းသုံးပစ္စည်းလို့ခေါ်တဲ့အဝတ်စားတွေကိုရှော့အားဖော်ရတဲ့
ဟုတ်လားပကံစေးစီတွေစက်ပြမှုန်တွေဒါမျိုးပစ္စည်းတွေကိုသုံးပါလားစိုက်ပျိုးရေးစီးတွေကိုသုံးပါလားဟုတ်လားကျမ်းမာရေးဆက်ဆိုပြီးတော့ပစ္စည်းအုပ်စု6အုပ်စုမှာ200နီးပါးရှိတယ်အဲ့ဒီ200နီးပါးရှိတဲ့ပစ္စည်းတွေကကိုအပြင်မှာဆိုရင်ဘာတွေဝယ်သုံးလဲနော်ကိုဝယ်သုံးတဲ့ပစ္စည်းတွေကိုကျွန်တော်တို့တွေခေါ်မောမှာပြောင်းလဲပြီးတော့ဝယ်သုံးလိုက်ရုံလေးနဲ့ဒီလိုမျိုးနော်စီးပွားရေးလုပ်ရမှာဖြစ်တဲ့အတွက်ဘယ်သူမဆိုနော်ခေါ်မောစီးပွားရေးကိုကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့လုပ်လို့ရပါတယ်ဟုတ်လားနိုင်ငံခြားမှာရောက်နေတဲ့သူတွေဆိုရင်တော့မြန်မာနိုင်ငံပြန်သွားရင်တောင်မှဒီစီးပွားရေးကိုကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ယူသွားလို့ရတာဖြစ်တယ်ဒါကြောင့်မို့လို့ဝင်ငွေတလန်းနဲ့မရက်တည်ခြင်းဘူးနောက်ထပ်အပေါ်ဝင်ငွေတွေရခြင်းတယ်ခိုင်မာတဲ့စီးပွားရေးဒီတိုင်းလဲပစ္စည်းတွေသုံးနေရတာပဲဒါဆိုရင်စီးပွားရေးလုပ်လို့ရတယ်ခေါ်မောမှာဝယ်သုံးမယ်ဆိုလို့ရှိရင်ဘယ်သူမှဆိုစီးပွားရေးတွေလုပ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အခုကိုအနေနဲ့ကအဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တခြားနားထောင်ပြီးလို့ရှိရင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကိုတန်းကိုအချိန်မီပြီးဆက်သွယ်မေးမြန်းလို့ရပါတယ်နော်ဘယ်လိုလုပ်ရတာလဲဘယ်နိုင်ငံကနေပြီးလုပ်လို့ရလဲဗာပစ္စည်းတွေကိုအသေးစိတ်ကစားသိကျင်တယ်ဆိုရင်တော့ဘယ်သူမှဆိုပြန်လည်ပြီးတော့ဆက်သွယ်လို့ရပါတယ်ခင်ဗျာ